စက္ကန့်ပိုင်းအတွင်းမှာမယ်ကောင်းကင်ရန်ကအကောင်းဆုံးတိုက်လေရင်မူဘွားကနေရန်သူမြေဘိုးကအမဲလိုက်ခံရတဲ့တားကောင်ဘွားကိုရောက်သွားခဲ့ပြီ။နာရီဝက်အတွင်းရန်သူခဲလက်တပ်ဖွဲ့တွေရောက်လာတော့မယ်။တင်းစီမာကကျိုးပိတ်နေတဲ့အယိုးတွေရန်သူစစ်တပ်ကနားဆွနေတဲ့အချက်ပြဆက်တစ်ခုနဲ့ခနာကိုယ်တွေကတဒိန်ဒိန်ခုန်နေတဲ့နှလုံးခုန်တမ်းပဲရှိတော့တယ်။ဒါဟာရုပ်ရှင်မဟုတ်ဘူး။ဒါဟာ F-15 Strike Eagle တိုက်လေရင်မူတိုင်လေ့ကျင့်ထားရတဲ့အစိုးဝါဆုံးအခြေအနေပဲ။ဒီနေ့ဗီဒီယိုမှာတော့ရန်သူနယ်မြေထဲမှာလေရင်ပစ်ချပြီးတကိုယ်တည်းချန်ရစ်ခဲ့ရင်အသက်ရှင်ဖို့ဘလို့ရှင်တန်ရမလဲဆိုတဲ့ survival protocol တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပစ်ချတော့မဲ့ F-15 Strike Eagle တိုက်လေရင်ပေါ်မှာကွန်ပျူတာစနစ်ကအရေးပေါ်လေထီခုန်ထွက်ဖို့အစီအစဉ်တွေကိုစတင်လိုက်ပါတယ်။နောက်ထိုင်ကုန်ကလက်နက်စနစ်ထိန်းချုပ်သူကိုအရင်ဆုံးဖြစ်ထုတ်လိုက်တာပါ။ဒါမှရှေ့ကလေရင်မှုအတွက်လမ်းပွင့်သွားမှဖြစ်လို့ပါ။ကိုလေရင်မှုလည်းလွတ်မြောက်ပါစေလို့ဆုတောင်းနေပေမဲ့တနာဒီရေမိုင်6ရာနှုန်းနဲ့လေထဲကိုပစ်ထုတ်ခံရတဲ့ရုံရင်းဆန်ခတ်အခြေအနေမှာပြင်းထန်တဲ့လေတိုးအားကခနာကိုယ်ကိုအပိုင်းပိုင်းပြတ်မတတ်ဖြစ်စေပါတယ်။လေထီးပွင့်သွားလို့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ကိုဟာလုံးဝကိုတကိုယ်တည်းဖြစ်နေပြီဆိုတာတီးလိုက်ရပါတော့တယ်။မြေပြင်ကတော့ကိုဘလောက်ပဲလေ့ကျင့်ထားပါစေကရူးဆိုင်မှာမဟုတ်ပါဘူး။တောင်ကုန်းထူထပ်တဲ့နေရာမှာမြေပြင်နဲ့စုံမိတာဟာပြင်းထန်တဲ့ကားတိုင်မှုတစ်ခုလိုပါပဲ။အသက်ရှင်လျက်မြေပြင်ကိုဆင်းတန်နိုင်ပြီဆိုရင်တော့တကယ့်အချင်းမှန်နာရီကစတင်ပါပြီပထမဆုံးစီကန်းကတော့အန်ဒီယာဆုံး DX ထဲကနေအမြန်ဆုံးထွက်ခွာဖို့ပါပဲရန်တို့ကင်းလက်အဖိုက်တွေကိုဆင်းတက်တဲ့နေရာကိုရောက်မလာခင်မိနစ်ပိုင်းပဲအချိန်ရပါတယ်လေးလနဲ့ပစ္စည်းတွေကိုစွန့်ပစ်ပါလေခီးကိုမြေမြုပ်ပါမြေခီးကလွဲလို့ဘာအမှတ်အသားမှချမ်းမထားခဲ့ပါနဲ့လုံခြုံတဲ့နေရာကိုရှာဖွေရပါနဲ့လုံခြုံတဲ့နေရာပါပုံအောင်ပြီးတောင်းနဲ့ကိုယ်ခန္ဓာကိုယ်ကိုအရင်စစ်ဆေးရပါမယ်အယိုချိုးတာကကိုကိုနီးခွေးစေပေမဲ့သွေးမသိတာကတော့အသက်ပြောက်စေနိုင်ပါတယ်ရန်သူနဲ့ဝေးလီကောင်းလီပါပဲဒါပေမဲ့လှုပ်ရှားမှုတိုင်းကရန်သူမျက်စိကိုဆွဲဆောင်နေသလိုခင်နေမှာပါကိုယ့်ရဲ့တီးနေရကိုတေချအောင်လုပ်ပါမြေပြင်နဲ့ကတ်နေပါပြီးတော့ဒီ Grandin နဲ့မြေပြင်ထဲမှာပဲကိုပျောက်ကွယ်သွားအောင်နေလိုက်ပါကိုစီကအချက်ပြကရိယာဟာကဲဆယ်ကြီးအဖွဲ့တွေအတွက်အသက်သွေးကြိုးဖြစ်ပြီးမှရန်သူစစ်တပ်ကလည်းဒါကိုနားဆွနေမှာဖြစ်ပါတယ်အချက်ပြမှုကိုခဏတစ်ခွက်ပဲပို့ပါတဆေးတကောင်လိုပျောက်ကွယ်နေပါစေလူအကြီးပြားဟာပတ်ဝန်းကျင်ကအလင်းကိုပြန်ဟက်စီလို့အပူလိုင်းဖမ်းမှန်ပြီးလူတွေနဲ့ညာချိမှန်ပြီးလူတွေအတွက်တော့အလင်းပြတိုင်းတစ်ခုလိုဖြစ်နေတတ်ပါတယ်ဒါကြောင့်တောင်တန်းတွေနဲ့တသားတည်းဖြစ်သွားအောင်ရားရာပစ္စည်းနဲ့အသွင်းဖြောက်ရပါမယ်ရန်သူအဖွဲ့တွေအနီးနားကိုရောက်လာတဲ့ခါမှာတော့ကိုယ့်ရင်ဘတ်ထဲမှာနှလုံးခုန်တန်းတွေတဒိန်ဒိန်ဖြစ်နေပါလိမ့်မယ်မပြေးပါနဲ့ညီးနေပါအသက်ကိုခတ်မှန်မှန်ပဲရှူပါကြောင်စုံတစ်ခုလိုပဲတီးငိမ်နေပါစေအချင်းတော်ကြအောင်ပုံနေနိုင်မဲ့ဆိုရင်ကဲဆကြီးအဖွဲတွေရောက်လာမှာပါဒါပေမဲ့ကိုဘွားရဲ့အန်ဒီယာအရှိဆုံးအချိန်ကတော့အိမ်ပြန်ဖို့အကြပုံအောင်ရာကနေထွက်လိုက်ရတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်